Myanmar Star Season 2 Grand Final ဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်မှုဖြစ်ပါတယ်။အခုအားလုံးရဲ့ရှေ့မှာရှိနေတဲ့ပြိုင်ပွဲဝင်2ဦးမှာတဦးကတော့တေချာပေါက် winner ဖြစ်ပြီးတော့ Myanmar Star Season 2ရဲ့ winner ဆုရှင်ဖြစ်တဲ့တဦးဟာဆိုရင်တေချာပေါက်စုငွေကျပ်သိန်း1000တိတိကိုပိုင်ဆိုင်တော့မှာဖြစ်ပါရဲ့ရှင်။စတင်ကြေညာကြပါရစေ။ Myanmar Star Season 2 Grand Final တောက်လျှောက်ရှင်ပြိုင်ခဲ့တဲ့အထဲမှာအကောင်းတကအကောင်းဆုံးထိတ်ဆုံးနေနဲ့ရရှိသွားတဲ့သူကတော့စုချင်းငွေသိန်း1000တိတိပိုင်ဆိုင်မယ်။ကျမတို့ winner Efren Joe ဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျမတို့စုချီးမြှင့်မဲ့အစီအစဉ်လေးလည်းရှိပါသေးတယ်ရှင်ကျောင်း congratulations ပါဒုတိယဆုကိုရရှိပိုင်ဆိုင်တာကတော့ညီမလေးနန်းနီဖြစ်ပါရဲ့ရှင် Okay winner အတွက်လက်ခုပ်တံအကျယ်ဆုံးကျမတို့ Myanmar Star Season 2ရဲ့ winner Efren ကျော်ဦးဖြစ်ပါရဲ့ရှင် trophy လေးပေးဖို့ကြံပါသေးတယ်ရှေ့လျှောက်ပြီးတော့ကျမတို့နုပညာလမ်းခီးမှာအများကြီးပိုမိုတောက်ပတဲ့ကျယ်ဝန်းဖြစ်ပါစေရှင်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့ဒုတိယဆုရှင်ညီမလေးနန်းနီပေါ့နော်ဖိတ်ခေါ်ပါတယ်ဆုလက်ခံရယူပေးပါရှင်ဒီဆုကိုတော့ဆရာဦးကဥတာနေပြီးတော့ပြည့်ရပေးပါရန်ချစ်ခင်စွာဖြင့်ဖိတ်ခေါ်ပါရရှင်နန်းနီဒုတိယဆုရှင်ညီမလေးနန်းနီအတွက်ဆုချင်းငွေသိန်း400နဲ့ဂုဏ်ယူရတဲ့မြန်မာစတာရဲ့ trophy ပေးအပ်ခြင်းမြင့်ပေးတာဖြစ်ပါရဲ့ရှင်အားလုံးရဲ့ဂုဏ်ပြုလက်ခုပ်တံဆရာဦးကောက်သားကျေးဇူးများကြီးတင်ပါတယ်ညီမလေးနန်းနီ congratulations ပါနောက်ထပ်တစ်စုစမတို့တတိယစုကိုလက်ခံရယူပေးဖို့အတွက်ညီမလေးဝေပြီးချစ်ကြစွာဖြင့်ဖိတ်ခေါ်ပါရစေဒီစုကိုပေးအပ်ချင်းမြင့်ပေးမဲ့သူကတော့ချစ်ရတဲ့ချစ်ငယ်ဖြစ်ပါရဲ့ရှင်ချစ်ငယ်ကနေပြီးတော့ဒါတတိယဆုရှင်ပေါ့နော် second runner up တတိယဆုရှင်ညီမလေးဝေပြီးကိုစုချင်းငွေသိန်း100နဲ့အတူဂုဏ်ယူရတဲ့ trophy ပေးအပ်ခြင်းမြတ်တာဖြစ်ပါရဲ့ရှင်အားလုံးရဲ့လက်ခုပ်တံများနဲ့ဂုဏ်ပြုပေးစီလိုပါတယ် Congratulations ပါ Okay trophy လေးဆက်ပြီးပေးအပ်ပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဟုတ်ကဲ့ချင်ငယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ညီမလေး congratulations ပါအခုစမတို့အမတ်တရစုပေါင်းတက်ပုံရိုက်ကူးမဲ့အစီအစဉ်ဖြစ်ပါတယ်ဒီ top 3ပြီးသွားလို့ရှိရင်ကျမတို့ judge တွေနဲ့အမတ်တရတက်ပုံရိုက်ကူးမဲ့အစီအစဉ်ဖြစ်ပါတယ်အဲအကြောင်းမို့လို့ကျေးဇူးပြုပြီးတော့အစဉ်သစ်လှလှလေးနေပေးပါရှင်အကုန်လုံးကလှပြီးသားပါအဲ
အဲ့ဆိုထိုင်သူကြီးမင်းများနဲ့အားလုံးစင်မြင့်ထက်မှာဆက်လက်နေပေးစီလိုပါတယ်ရှင်ကျမတို့ပြိုင်ပွဲဝင်အောင်များနဲ့အခုပေါ့နော် top 10 finalist မောင်လေးညီမလေးများအားလုံးစင်မြင့်ထက်သို့တက်ခဲ့ပေးပါရှင်